The company had to call off the merger at the last minute. ကုမ္ပဏီကနောက်ဆုံးမိနစ်မှာပူးပေါင်းမှုကိုဖျက်သိမ်းလိုက်ရတယ် We decided to call off the picnic because of the heavy rain. မိုးကြီးလုံးလို့ကျွန်တော်တို့ပျော်ပွဲစားပွဲကိုဖျက်သိမ်းမှုဆုံးဖြတ်ခဲ့တယ် The police are planning to call off the search for the missing hiker until morning. ရဲတွေကပျောက်ဆုံးနေတဲ့တောင်တက်သမားကိုရှာဖွေတာကိုမနက်ထိရက်စဲထားဖို့စီစဉ်နေပါတယ် She called off her engagement just weeks before the ceremony. သူမမင်္ဂလာပွဲမကျင်းပခင်ရက်သက်တစ်ပတ်အနည်းငယ်လိုမှစစ်ဆက်ပွဲကိုဖျက်သိမ်းလိုက်တယ် If the negotiations fail, the workers will call off the strike. ညှိနှိုင်းမှုတွေမအောင်မြင်ရင်အလုပ်သမားတွေကသပိတ်မှောက်တာကိုရက်စဲလိမ့်မယ် If you don't understand the term, you must look it up. အဲ့ဒီဝေါ်ဟာရကိုနားမလည်ရင်မင်းရှာကြည့်ရမယ် She spent an hour looking up the history of the ancient temple. သူမဟာရှေးဟောင်းဖျားเจ้าရဲ့သမိုင်းကိုရှာဖွေရင်းတစ်နာရီကြာအချိန်ပေးခဲ့တယ် Could you look up the correct address for me, please? ကျွန်တော်အတွက်မှန်ကန်တဲ့လိပ်စာကိုရှာကြည့်ပေးနိုင်မလား Since he got a new job, things are starting to look up for him. သူအလုပ်သစ်ရတဲ့အတွက်အခြေအနေတွေကိုတိုးတက်ကောင်းမွန်လာပါပြီ Don't just guess the facts. Go online and look them up. အချက်အလက်တွေကိုခက်မှန်းမနေပဲ online မှာရှာဖွေပါ